เคယခုဒီကနေ့အစီအစဉ်ရဲ့နောက်ဆုံးကတော့ကိုစီသူအောင်ခင်မင်းရုပ်ရှင်ထုတ်လို့ရေးမှာစီစဉ်တော့ဇလန်းဇန်ညွန်းနဲ့ဒရိုက်တာတန်းထိုင်ပေါဝင်ကြတဲ့နုပညာရှင်များကတော့ကျော်ထက်အောင်ကျော်ထက်စောမင်းတော်ဝင်ကိုကိုဦးတီဟအောင်မင်းဆိုင်အကယ်ဒမီခင်စားကြီးကျော်အေးဝီတောင်မမဆောင်ရှားတို့ပါဝင်တရုပ်ဆောင်ထားတဲ့အချစ်ဆုံးအပေါင်းဆိုင်ဟာတတခန်းရဲ့ပြဆက်အချစ်ဆုံးအပေါင်းဆိုင်ဟာတတခန်းရဲ့ပြဆက်အချစ်ဆုံးအပေါင်းဆိုင်ဟာတတခန်းရဲ့ပြဆက်ပဲဖြစ်ပါတယ်ခင်ဗျာပြဿနာတွေအများကြီးနဲ့ရက်ွက်တစ်ခုထဲမှာရှိနေတဲ့ဟုတ်ဆိုးဖို့အဖေကြီးနဲ့လူပြိုကြီးတို့ဖွင့်ထားတဲ့ချစ်ဆုံးအပေါင်းဆိုင်ချစ်ဆုံးအပေါင်းဆိုင်မှာရှိနေတဲ့ဟုတ်ဆိုးဖို့ကြီးနဲ့လူပြိုကြီးတယောက်တို့ရဲ့ချစ်တွေဆုံးသွားတဲ့ဇက်လန်းလေးကတော့ငါတို့ဖေကတော့လှုပ်ပြီးစင်းနေစင်းနဲ့တွေ့ရတာကတော့ဒီမှာရေးထားတာဗာတဲ့မတောင်းအေးအနမ်းနှစ်ပွင့်မတောင်းအေးအနမ်းနှစ်ပွင့်ဆိုတာပါတိတ်စင်နာမယ်လားဟုတ်ပါဒါမှမဟုတ်ဘရာဇီယာတစ်နာမည်များလားနေစမ်းမောင်နေစမ်းမောင်ဒီအပေါင်းစည်းရင်းထဲမှာနောက်တစ်ခုဟာညီမလေးနှင်းအင်းတတောင်းခွဲချက်အားတို့ဖေမဟုတ်တာလှုပ်ထားပြီအဖေဖေရေအဖေအမေယောက်ျားကျုပ်ကိုမွေးထားတဲ့အဖေခဏလောက်ကြောအမြန်းခဲ့ပါအောင်ဖေဖေပြဒီမှာငါအတွင်းနဲ့ငါမျောနေတာမင်းအတန်ပြေးနဲ့អော်လိုက်တာငါတော့လန့်လို့ဟို TV အစီအစဉ်တွေကပနက်စလင်လားပါလားအဲ့ဒီကောင်လေးအဖေဟမ်အားလေးပနက်စင်ဘယ်ကပနက်စင်လဲမင်းကငါသားဖြစ်ပြီးတော့ကွာမင်းတော်တော်တုံးတာပဲမီးလေးခဏလောက်မှိတ်ပေးပါလားဗျာကျွန်တော်ရှူးလေးပေါက်ချင်လို့ဟာဖေဟေးဘယ်ကပနက်စင်လေးရမှာလဲပလက်စတာတွေရောပနက်စင်လေးတွေရောအဲ့ဒါ presenter ရှူပေါက်ရှင်တာဟုတ်ပါဘူးချုပ်ကုန်ပြီမိပိတ်ခိုင်းတာရှူပေါက်ရှင်လို့မဟုတ်ဘူးဖေရဲ့အဲ့ဒါဆိုးနေတယ်သူကသူ presenter ပဲဖြစ်ဖြစ် plaster ပဲဖြစ်ဖြစ်ချူပဲပေါက်ပေါက်သေးပဲပေါက်ပေါက်ဟုတ်ပါဘူးရေပဲတောက်တောက်ပြောတာပါကွာအဲ့ဒီလိုလေးနဝင်ချူအောင်ခေါ်ပေးစမ်းပါလို့မခေါ်နိုင်ဘူးမင်းရလဲအဲ့ကောင်ကမ္မထမ်းတန်နဲ့မခေါ်နိုင်ပါဘူးဟမ်အဖေဘာလဲအဲ့အဖေကိုခေါ်ရကိစ္စဟိုမေ့သွားရင်ဘာလို့ခေါ်ရလဲကောင်းလေးငါလောက်ထလိုက်တော့မင်းနာတော့မယ်မင်းငါ့ကိုခေါ်တာမင်းတော့မသိတာငါသိရမလားအဖေပဲပြောပြီးတော့ငငယ်ကတော့ဗာလေမင်းပါဇက်ဟားလိုက်ရင်ဥပနခွေရှိတယ်တိတယ်တို့မင်းမျက်လုံးကြည့်လိုက်ရင်မင်းဘာပြောချင်လဲတိတယ်အခုဟာထားရပြူထားရပြောလေဟဲ့ကမင်းကြည့်လည်းမလှပါဘူးကွာမင်းရုပ်ကြီးရလဲဒီမှာမင်းမေကငါဂရီကိုဝတ်တွေပေးထားလို့ဩမင်းတက်တာသွားလားမှတ်ဟုတ်ကဲ့အမလေးခင်ရဲ့မင်းသားလေးကိုလာကြည့်သမောင်းလို့အဖေဟဲ့ခင်အေးလေဘယ်ကခင်အမေနာမည်တလုံးမှခင်မပါဘူးမင်းနာမည်မပြုတ်ကြည့်လေအိုးဖေငယ်စားနဲ့မှားသွားပြီအော်မှတ်မိပြီတော့မင်းကဘာမှတ်မိတာတော့ငါနဲ့သူနဲ့ရီးစားဖြစ်တာမင်းတော့မမွေးသေးဘူးအဲ့အဖေငယ်ကြီးတော့မှတ်မိရမဟုတ်ဒီမှာတော့ရှင်းမတောင်းအေးအနမ်းနှစ်ပွင့်တတောင်းချက်ဒီမှာရှိသေးတယ်ညီမလေးနေအင်းတတောင်းဝဲချက်တယ်ဒီရှင်းပါဦးအဲ့ကိစ္စကိုရှင်းပါဦးဒီမှာပေါင်းကန်ပစ္စည်းတွေဒီမှာဘလို့စီးရင်ပါလာတယ်ဟုတ်မင်းငါပြောမယ်ဟုတ်ကဲ့ငါအဖေလားဩ
မင်းကသားလား ဖေကတော့ဖေပါပဲဖေရဲ့သားတော့သားပါပဲ အဲ့ဒါဆိုမရှင်နဲ့ โอเคဒီတော့မလုပ်ငယ်ဒီမှာဟောလာပြီးအပေါင်ခံထားတယ်လေ အေး အေးဟိုဒါတိနေတယ်နော်အဖေအဲ့ဒါ ဩ ဘူးကိစ္စအော်ဘော ဘာဘူးတော့မင်းဖေဟိုနော်မင်း လာပေါင်ခံထားတဲ့ဘူးတွေခွက်တွေပြောတာ ဩငါသိပြီ အဲ့ပါတိတ်လေးပျောက်နေလို့ဖေရဲ့အဲ့ဒါဘယ်နားမှာလဲ ဩပါတိတ်လိန်မော်ရောင်လေး ပန်းစီရောင်လေး ဩပန်းစီရောင်လေး โอเคလိမ္မော်ရောင်ကမနေ့ကအကျင့်တော့အခုဒီနေ့ပန်းစီရောင်ဖြစ်သွား ပန်းစီရောင်လား โอเค တေချာမကြည့်ရအောင် လေးအဲ့ဒါလေးပျောက်နေတယ်ဖေ အေးအဖေကအဲ့ဒီဟာလေး ဟမ်ရပြီမပြောနဲ့တော့ဒါသဘောပေါက်လိုက်ပြီဖေဒါသဘောပေါက်လိုက်ပြီ ပေါက်လိုက်ပြီလား ပေါက်လိုက်ပြီဖေနော်အဲ့ဒါဖေနော်ဘယ်သူ့ကိုအမ်းလိုက်တာလဲလာရွေးမှာဒုက္ခနော်ဖေဟာပြဿနာပဲ ဒီမှာငါတာဟိုမင်းပြောတာဟိုယတနာပစ္စည်းလားဟိုပထမလား ဟာ နီလာလား ဟာ ဒီပါ ဘာလို့ဟာ ဘယ်တော့မှညတာပါဖေ ဟေးဟေးဘာဖြစ်လား ဒါအပေါင်ဆိုင်လား သမင်းဆိုင် ထမင်းဆိုင်ဆိုရင်ဘယ်မှာလဲထမင်းနဲ့ဟင်းနေရ ဖေသမ မ င်း င်းကလည်းကွာအပေါင်ဆိုင်နဲ့ရောက်နေမှာတော့ထမင်းဆိုင်ဖြစ်မလားလို့ ဩပြီးလို့လားအားတယ်လေ အကိုကြီးစိတ်ထိန်ပါကျွန်တော်တို့သားဖာပေါင်ရောင်းပေါင်ဝယ်လေးလှုပ်ရှားနေတာပါကိုကြီးရဲ့ ဘာလို့ပေါင်ရောက်ပေါင်ဝယ်လဲကောင်းရောက်ကောင်းဝယ်လို့စမ်းပါ မပါဘူးအကိုကြီးရယ်ဟိုကျွန်တော်ဒီကောင်ပြောသလိုပါပဲဟိုကျွန်တော်တို့တာဖာနှစ်ယောက်ကလေပေါင်ရောင်းပေါင်ပါဗျာ ဟာဒီတက်ရွယ်အကိုကြီးတဲ့ကျောက်ကလိုက်ပြီနဲ့ ဟုတ်ကဲ့ဘုရား ဒီနဲ့တွိုင်းမှာလူတိုင်းဖိမ့်ဖိမ့်တုံအောင်ကြောက်ရတဲ့ကောင်ဗျ ဟုတ်ကဲ့ ကြောက်လိုက်တာ တွေ့လားတွေ့လား ချင်းခိုက်ဘူးလေလားယင် ဘာလို့ချင်းကြိုက်ဘူးလဲဒဏ်ရတယ်မှတ်တာ ဟာနေတဲ့ ဟုတ်ကဲ့ နော်တိုင်နွားမှန်ရင်ချင်းကြိုက်ရမကင်းဘူးတဲ့ တိုက်ပွဲမှန်ရင်ဂျိုခတ်ရမကင်းဘူးလောက်ဆမ်းပါကွာ စိတ်ထိ ဟို န်တော့ ကျွန်တော်ကချင်းကြိုက်ရပုံများလို့ဗျာ အေး တော်တော့ဗျာ ဟုတ်ကဲ့ဟိုကိုကြီးရဲ့ဟိုကျွန်တော်တို့တာဖာလေမလိန်တမမိုးလေးတွေမို့ခွင့်လွတ်ပါကိုကြီးရဲ့ဟိုဖေဟိုတူချင်းခိုက်ရတွေ့လား ငါတော့မတွေ့ဘူးကိုပွေးလိုသူပွဲလိုအဲ့လိုကြီးမတွန်းတဲ့ကွယ်လို ခင်ဗျားတို့ပြောတာပိုဆိုးကုန်ပြီနော် ဟုတ်ကဲ့ပါ ကျောက်ဒီကိုလာတဲ့အကြောင်းရင်းကိုသိလား မသိဘူး ကျောက်ဒီကိုလာတဲ့အကြောင်းရင်းကဒီထားပေါင်ကျင်လို့ဖြစ်ဖြစ်လို့မလက်တာ ဟုတ်ငါ ဒါလားကြည့်အောင်ဗျာဒါပန်းစရန်ကိုအောက်ကဆိုခြိတဲ့လှိတဲ့ဒါရုပ်က လူမိုက်သားအစ်စ်ပါဗျာဟိုအစ်စ်နဲ့တွေ့ရင်လေဖမ်းကမှာဆိုလို့တီးရင်နဲ့လက်လွန်သွားတာ โอ้အဲ့ဒါလည်း तू သိတာ ကိုကြီးစိတ်ချော သားလေး ခုနတော့ကတော့လူမိုက်လို့ဓမြလို့ ਨੇ ဒီကိုရမလားလို့ပါကိုကြီးရဲ့ ရောက်3လအတွင်းလာမရွေးမင်းရဲ့ဒါကြက်သွန်လှီးတဲ့ဒါဖြစ်သွားမှာနော်ဟမ်9000ပဲရမယ် ။အော်ကိုကြီးရတယ်ဗျာ9000နဲ့တတကဘလို့အမီးကောင်းစားလို့ရမှာလဲတတက ဟဲ့ကောင်ဟဲ့ကောင်တတတော်ပါတော့တတရဲ့မင်းကဆက်ရှင်နေလေငါမင်းကိုချင်ကြိုက်ရပြန်ပြီးတော့မယ်နော်ငါ စိတ် စိတ်ထိတ်ပါဗျာ စိတ်ကမရတော့ဘူး ကြောက်ယူသွားတော့ ။ကိုကြီးကလည်းစိတ်ဆိုးတဲ့လေတိုင်းတော့ပြောပါနဲ့ဗျာ ဒါနဲ့ထုံးလိုက်ငါ ။ဒါနဲ့ကိုရင်ပြန်လာခဲ့မယ်နော် ဒါနဲ့ရ လို့ဟာတွေမှမသိ ကိုကြီးရေကိုလေးရေကိုကြီးရေ ဘလို့ဖြစ်နေလို့ဟဲ့ ကိုကြီးရေလို့ ဟဲ့ကောင် ကိုလေးရေလို့ ဟဲ့ကောင်အဲ့ပြဿနာမင်းကြည့်ရှင်းတော့ခုနလူမိုက်တဲ့ငါကြောက်တယ်ခဏလေးဗျာမြန်မာတပြည်လုံးမှာရှိတဲ့ဖရားတွေကြိုပြီးတော့ကျွန်တော်တာဖာနှစ်ယောက်ကယ်ပေးပါ ဖေရပဲဟမ်ဒီသမ်းပါအောင်
မမဆောင် ဟုတ်ကဲ့ဟုတ် ဘာကိစ္စလဲ ဟိုကျမလေးဟို မင်းမမှတ်သေးဘူးလားခဏခဏကြောင်တော်တော်နဲ့ဟိုဟာလိုလိုဒီဟာလိုလိုရှိသလိုလိုမရှိသလိုနဲ့ပြဿနာရှာမင်းမသိဘူးလား ဟာဖေးရတယ် customer is always right ဖြေပြောတတ်ပါမင်းရတယ် ဟာပြော ရှင်တို့မှလည်းလေကျမကိုမြင်လိုက်တာနဲ့လေမိုးပေါ်ကသမီးလေးကျွေးကြလာသလိုအာဒီဒိတ်တွေကိုဖြင်းလို့ ဟဲ့ မဖေး ဟဲ့ နတ်သမီးရဲ့ အဲ့ဒါနတ်သမီးအစ်စ်ကလေး ဟာပါလေ ပြဿနာဆောက်နတ်သမီးကြီး ဟောဟောပြဿနာမကြီးဟုတ်ပါဘူးမမဆောင်လာရင်ကိစ္စပြော ဟိုမှာတော့ရှင်တို့လောက်တာနဲ့လေဟိုကျမလာရင်ကိစ္စတော့မေးကုန်ပြီသိလားဟိုကျမလေးရှင်တို့မှလေဟိုအပေါင်လေးခဏလောက်ထားချင်လို့ပါလို့ ဘာလို့ထားမှာလို့ လောက်ထားမှလဲ ဟိုဟာလေဟိုဒီဟာလေအရင်တန်မိုးချီတာသိလားဟိုဒါလေးအတွက်လေကျမလေးကိုလာလွယ်ပြီးတော့10လပြေးမှလေဒါလေးကထွက်လာတာလို့ ဟဲ့ အဲ့စကားတားကြဘူးနေတယ်လို့ပဲ ငါလည်းသိတယ်လို့ပဲမထူပါဘူးကွာဖွင့်လာကြည့်လိုက်ပါ ဟိုဒါလေးကလေအရင်တန်မိုးချီတာလို့ဟိုပြီးတော့လေကျမညနေကြလို့ရှိရင်လာပြန်ရွေးမယ်နော်ဟိုကျမကိုလေ1000နဲ့ပေးဟိုကျမဘယ်ဘဲနဲ့လေကျမ ပြေရှေ့ကျုပ်ပြီးပြောကြအောင် ကြောက် အပြန်ရေးမှာပါလို့အဲ့ဒါပြောတာဟိုဒါကလေကျမဘွားအတွက် ဟေးအဖေ ဟဲ့ ကျော ကျောင်း င်း ကြီး ကျုံလေဒါမဲ့လေဟိုအဲ့ဒါကလေရိုးရိုးကျုံမဟုတ်ဘူးနော်ရိုးရိုးကျုံမဟုတ်ရှယ်ဥ ဟေးသူ ကျမကလေဥဆိုလို့ရှိရင်လေအကြီးမှကြိုက်တာလို့ ကြည့်လာကြိုက်တယ် ကြည့်ပဲဘာငါအဲ့လောက်မကြည့်ဘူး ပြေးလေပြေးဆိုတော့လေဟိုကျမရဲ့အိုးကလည်းလေအိုးမဟုတ်ပါဘူးကျမကလေဥဆိုလဲအကြီးမှကြိုက်တာရှင် ကဲ ဟိုဘယ်လိုပြောမလဲရှင်တို့လေဟိုတေးချရှင်းပြမှာလားအဲ့ဒီကိစ္စယူလေ ရပြီ ဟိုမဟုတ်ဒီဦးဟာဆိုလို့ရှိရင်မရဘူး တောင်းတော့တာပေးလိုက်ပါကွာ လွယ်ပြီးတော့ဆယ်လာပြေးတော့မှ तू ကထွက်လာတာ တိတ်ကောင်တောင်းတော့တာပေးလိုက်ပါငါအသက်ရှင်ရှင်လို့ပါကွာ โอเคပါဆရာလေးဟုတ်ပါဘူးမမဆောင် ဟုတ်ပါပြီရှင်ဟုတ်ပါပြီဟိုဒီဦးဟာဆိုလို့ရှိရင်လေ ရပါပြီလို့ ဟိုအဲ့ဆိုလည်းလေ ရန်နေလေမိုးချုပ်နေလို့ပါလို့ တိုင်းကျူတိုင်းမှာရှင်သွားလိုက်ပါဦးမယ် ဖြေလိုက်တာ ဟေး ဟေး သူပြော6လလဲ10လပါဥဒလိုလိုနဲ့ ဖြည်းဖြည်းပြောပါကွာတော့ကြာကြားတော့မှဖြစ်အဲ့ဒီဥကသူကိုယ်လည်းမဲ့ဥတူလို့ပါလို့ကိုယ်နဲ့မင်းရလဲအဲ့ဒါကို ဟေယိုတတကြားလိုက်တယ်နော် ဘာဖြစ်လဲ မင်းကငါမြောက်က6ရောက်လာပြီ ဦးတို့ပြောတာတအကုန်ကြားလိုက်တယ်ဟိုမမယူလေ6လတွေ့ဥခိုင်းမယ်သူ ဟဲ့မင်းပိုင်မင်းဘာဒီလာပြောနေရတော့ဟဲ့ ကြားကြော မင်းပြောမှငါတို့တာဖန်တော့ဒုက္ခရောက်မယ်ဒီမှာကိုလာတွေ့ဖို့နေ ဖေးလို့ရတယ်ပို့ဆိုးကုန်ပြီ6လမတွေ့ပါဘူး6လလွယ်ဒီကောင်ကမပီကလာနဲ့ပြောတယ်ဟဲ့ပြပါလာလောက်တာတော်ကိုသွားဆော့ ဟာဘယ်လိုတွားချော့ရမှာလဲဗျအယုတ်ကြီးကန်ကြီးရာယုတ်တာ အမေမင်းကဘာလို့ တတဟုတ်ပြီခဏတော့အပေါင်ခံရမ်းမှာဗျာ ပေးကြည့်ရှင်ပေးကြည့်ရှင် 200လောက်ပဲလူလို့ပါဟာ မင်းကို200နဲ့ပေါင်ခါပြီးတော့မင်းကဘာလို့မှာတော့အဲ့နေရလဲ ဂေါ်လီဝယ်မလို့ခုနမမကြီးပြောသွားသလိုလေလုံးသလိုလိုမလုံးသလိုအဲ့ဒါလေးလိုချင်လို့ပါဟုတ်ပါဘူးကွာ ဘာပဲဖေးဒီကောင်က Excuse me ဟာလာ နောက်ပြန်ခွင့်လာမကဲချက်စစ်သေးလို့ပြောတာ ဘာဖြစ်လဲ ကူညီလေးတစ်ခုလောက်တောင်းချင်လို့ပါ Please help me ကတော့ပါစီရ โอเค ဟဲ့ဟာတာအခုကတောင်းစားတဲ့ကောင်တွေတွေ့ထလား နော်လမ်းပဲ စတန်မိုက်တယ် ဘာဗျဒီစင်နဲ့ဒီစင်ကိုဦးလေးတို့ကလည်းဒီမှာတန်မိုးကြီးတဲ့ brand တွေကြီးပဲဝတ်ထားတာနော်တောင်းစားဖို့မဟုတ်ဘူး ဒီစင်နဲ့ဒီစင်သားပါလား တပ်မဟုတ်ဘူး အဲ့ဒါကြောင့်ကျုပ်ကမြန်မာပြည်မှာမနေချင်တာ ဟော brain ကြီးကရောက် flow တာပဲ အေးဟဲ့မင်းငါဖေကိုဆဲလိုက်တာ မင်းငါ့ဆဲတာ ဖေးစိတ်ထိတ် ဟမ်ဖေကိုဆဲလိုက်တာ ကတ်မလာနဲ့နော်တုံးလာနဲ့2ယောက်1ယောက်ဆိုပြီးတော့ ဟာ ကျုပ်ပြောတာက brain အတွေးခေါ်တွေက flow ကျမ်းမြေအောက်ထီကိုကတ်နေတယ်လို့ပြောတာ ဩယော
ကောင်တဖြည်းဖြည်းနဲ့မိုက်ရိုင်းလိုက်ငါကြီးထုတ်လိုက်ရင်ကောင်းမယ် ကိုမရိုင်းလာနော်ဘာပြောနေမလဲ အေး တာတိပြီဒီကြောင်ကလေအိမ်မော်ကြီးရောက်ပြီးတော့လာကြွားနေတာဒါပေမဲ့လေသူ့ဖရှင်တွေကဒွမ်းနေတယ်ဟုတ်လား ပြောပြန်ပြီ မင်းပြောမှပုံစိုးကုန်ပြီဟာတကယ်တော့ကျုပ်ကငွေလေးအရေးပေါ်လေးလိုလို့ပါကူ ဟာနာတော့လာပေါက်တယ် ကျုပ်ရဲ့ကောင်းမလေးနဲ့စားတော့ဆိုင်ချိန်စားတော့ရှင်းတဲ့အချိန်ရောက်တော့မှဟာ ဒီမှာငါတို့ဘာသာဘာတင်းတုံနေရ ပတ်စံကမရှိတော့အဲ့ဒါကျုပ်ရဲ့ဒီအင်ဂျင်နဲ့ပေါင်းမိလေးတွေလာပေါင်းတာ ဟဲ့လာပေါက်လာပေါက် ဟမ်မလုံးနဲ့ဒါဘယ်လောက်တန်လဲတိလိုက် ဒီမှာလေမင်းဖေဝယ်ပေးတာနေမှာပေါ့ ငါသိန်းရှိတယ် တီဘူး ဒီအင်ဂျင်ဘယ်လောက်ရှိရထင်တော့ မသိပါနဲ့ တောင်းသိန်းနော် Justin Bieber စီကနေ short စင်းနဲ့ဝယ်လာတခုထပ်ပြအောင် ရအများပြည်သူမသိတော့ဘူးဗျာ ဒီပေါင်းပြီ ဟုတ်ပြီ 3သိန်းရှိတယ်အဲ့ဒါပြောမလို့ စိတ်တူလာပြီငါထိုးပြီးတော့မယ်နော် ပါငါသား ကြီးပဲနော်အမုံစားကြီးကနေနိုင်မို့ အကိတ် ချိတ်ကြော့ ကိတ်ပေါင်လို့ရလားလို့ ရတယ်မင်းအင်ကြီးနဲ့ပေါင်းမီကိုချုပ်ခဲ့ ဒါချုပ် ချွတ်မယ်နော် 9000ပေးမယ် ဟိုဘက်လဲရှက်တယ် အားတော့နဲ့လေးရလေးကင်လာပြီဟော2000 3000 ဟောမင်းဒီနေ့ချစ်လို့ပြီးအောင်မလား ချွတ်နေရပဲ တာဖချင်းဟိုလိုသေးချာကြိုင်လာပြီလား တနေ့ကျွန်တော်ဖက်နဲ့လေးတော့ပြန်ယူသွားလို့ရမှာ ယူသွားမင်းဒီပွဲဖို့အစ်စ်ဝယ်ထားငါသိတယ် တော့ကြဘောင်းမီတိုနဲ့ရှူးဖက်နဲ့ဆိုရင်မသိရင်တိုးရစ်ကြီးလို့ foreigner ကြီးလို့ရာသီဥတုကလည်းပူနေရတဲ့ခွတ်တီကြီးပဲလူတွေမသိအောင်လို့မသိမသားတွေလိုက်ပြီးဟိုင်းနေလိုက်နည်းနည်းလေးတော့တိုးပြလိုက်လေဗရန်တက်တွေ မယူဘူးလားပြော ယူမယ်လို့ အေးပဲယူသွား တို့တော့ဟဲ့တို့တော့ Thank you so much ပေးတယ်လေ ဂျားရဟိုင်လေပုံမေးသွားဘာဒီမောင်အနေနဲ့ဒီကောင်နောက်ဆုံးမပြောသွားလေ ဒီကောင်ဆဲသွားတာ တတကြည့်ရဲ့အဲ့ဒါကြီးဦးတို့လေယူစိုးလူမလူပေလူတေလူရုံမာကြီးလို့ပြောသွားတာအိုးပြုံးနေ အဲ့ကောင်အဲ့လောက်မပြောဘူးအဲ့ကောင်အဲ့လောက်မပြောဘူး အေးလေအမလေးအတန်းတော်ဝင်နေအေးလေကိုကြီးအမလေးအေးလေအခုမှကိုအသေးလေးကိုအခုမှတွေ့ရတာနှစ်ပေါင်းများစွာကြာဒီစတဲ့ကြမှာတွေ့ရတာ ဖေးစိတ်ထိန်ဖေး အမေကြီးဗျာဂျာတဲ့တူ့တူဂျာတဲ့တားလောက်တော့စကားမပြီးဘူးအဲ့ဒါကြီးဦးအဲ့ဒါချွဲထနေတာအဲ့ဒါချွဲထနေတာ ဖေးရ ဘယ်မဟုတ် ငါဖေးကချွဲထားနေမဟုတ်ဘူးချွဲနေတာဟိုမှာမမားခောက်ဆွဲလဲအောင်ပါဘူး ဟုတ်ပါပဲ အဖေအဲ့ဒီမမားခောက်ဆွဲတွေခေါင်းပေါ်တင်ထားတဲ့အမာကြီးဝစ်ထားတာတားတိနေတယ်နော်တားတိနေတယ်အဖေ ဟဲ့ ဒီပါတိတ်ကိစ္စရှင်း အော် မအော်နဲ့အဖေ ဘကြီး ဖေပြောဖေ ဒီပါဒီဟာကအဖေ အဲ့ဒါအင်ဒိုနီးရှားပါတိတ် အင်ဒိုနီးရှားသွားတော့ကလေအဖေဝဲလာတာအဲ့ဒါဖေရဲ့အသေးလေးကိုလက်ဆောင်ပေးလိုက်တာ အင်ဒိုနီးရှား ဟုတ်တယ် ဖေရအင်ဒို အေးတော့ပြည့်လောက်ပါကွာ ဒေါသတက် သားတို့ကနောက်ဆုံးအိပ်ပျော်နေမှာဆိုလို့အော်ပေးနေတာ ဟုတ်ရဲ့ဘိုးကြုံကြီး အဖေအင်ဒိုနီးရှားမပြောနဲ့ရန်ကုန်တစ်ဖက်ကဒလတော့မရောက်ဘူးပဲနဲ့ဗျာ ဟဲ့ ခလာတော့မရောက်ဘူးဆို တော့တဲလေးကလည်းသူပြောတာယုံလားလို့ ဟုတ်ပါတယ်သားသိတယ်ဒီမှာ ဟေးဟာဟေး အားလေးနားလေးမှာ ညေး ဒီပေါက်ရလေးတော့ရှိတယ် ငါသား ကိုကဲပါကိုကဲပါလို့ โอ้ တို့ကြကြရင်လေဟိုရုပ်ရှင်ကားတွေကလို့လေဘလက်ကလာတွေဖြစ်ကုန်လိမ့်မယ် ဖြည်းဖြည်းမနက်4နာရီမထိုးသေးဘူးပလာတာရိုက်နေပြီ
အဲ့ဒါညစီ ဘယ်ရက်ကရဘယ်ရက်ကရဆိုတာဟိုမဲမဲကြီးနဲ့ဟို ဟဲ့ကောင်မင်းကလည်းဒီဘလက်ကလာလာပြောတယ်ငါအသေးလေးဖေ ဒီတော့လာရွေးမှာပြဿနာ ဟိုတာ ခါပါပဲဖေရဲ့ ဒီမှာဟုတ်တယ်ကွာငါပေးလိုက်တာမင်းအပေါင်ခံထားတဲ့ပစ္စည်းကိုငါပေးလိုက်တာအဲ့ဒါဘာဖြစ်လဲကွာ အန်နာ အေးပြီးရောလာရွေးမှာချွတ်ပေးနေရမယ်ဖြည်းဖြည်းလို့မမီးခေါက်ဆွဲပြုတ်ကြောက် ရာရွေးမှချုပ်ပေးရမယ်ဆိုတော့ဟိုဘယ်ရက်ကရဆိုတာဟို ဟုတ်ကဲ့နင်ပြောမှပို့ဆိုးနေတော့မယ်နင်ပါဇက်ကိုပိတ်ထားလိုက်တော့ကိုသူနားတယ်အဲ့လိုပြောရင်ကိုပြောတော့မဟာဗန္ဒူလာစစ်သူကြီးလောကဝဲမှာစော တပရိတ်လည်းပြောလိုက်ပြီးတဲ့ကိစ္စပါ အောက်ကတီးပေးနေအားနာလို့ ဟောဘာဖြစ်လဲဟာ ကဲ့ပါ မဟာဗန်လူရ အေး ဒါကြီးကမဟာဗန်လူရဒါနဲ့ဘာတော့ပြန်လဲဘယ်သူပြန်လဲကြည့်တာ ဩအရေးနဲ့ဖားမလို့မင်းဟဲ့အောင်မင်းပိုင်ရပြီဟဲ့ကောင် ဘယ်မှာလဲငါရဲ့ငကနိုင်ဓာ ကျူးကြည့်မှာ ငကနိုင်ဓာရလို့ကတော့လေအဲ့ဒီဘန်ဒူလာကိုနှုတ် ဟေးရမင်းကဘာလာပြန်လောက်တာကောက်ကိုတောက်ပြီးပြန်လေ တောက်ပြီးတော့ပြန်လာတာပေါ့တောက်စရာမရှိတော့ဘူးကွာဒီမှာငါနာမည်ကလေကျောင်းဦးကြီးရဲ့အကိုကျန်ကျောင်းရဲ့ညီမင်းတော်ဝီချောင်းမင်းချောင်းတာမကောင်းသေးဘူး ဘယ် ကွာ လိုက်ဝင်ချောင်းနေလဲမသိ 哦，弟弟，明朝我的厂子哪边个？ ဟဲ့ကောင်မင်းကမင်းဘာချောင်းချောင်းအခုမင်းဘာလာလုပ်ပြန်လို့ 哦，哈哈哈哈哈哈！来比呢？看见？就业长路多的，上来干着几呗？ကိုဘယ်တော့တိုင်ကားကြီးစိတ်လိုက်တော့လား အသေးလေးကလည်းမဟုတ်ပါဘူးမဟုတ် အကိုကြီးကြီးတဲ့တိုင်းကတက်တက် တိုင်းတင်လိုက်တာလဲလို့မေးတာ ရန်နေမလုံနဲ့အစစ်မှန်းသိတယ် ကျက်သွန်စီးရဲ့ဓာတ်ကိုဘယ်ကနကနိုင်ဓာတ်တော့လို့ ဟင်ကျက်တုံလေးရတာယူဘာလို့ဖို့ယူထားတာတော့ကိုပြန်ပေးလိုက်တဲလေးတို့ချစ်ရင်မှနှောက်ရှက်ဖြစ်လိုက်မယ်ဘင်းနေစရာဟောထားတယ်စနေနံတွေကိုအဝင်မခံနဲ့တဲ့ ဟာမမရေချက်နေနေဝေးမဟာဗန်လူလာပြီးလို့လိုက်ပေါ့ အာဒီကောတမောက်ကွာ ဟောဝေးရုံ ပေးလိုက်တော့ အာရရော ရောပြန်ရွာမြန်မြန်ပြေး ဒါလည်းကင်ထားပြီးပေးနေတာ အေး မထက်အောင် ကုန်သွားပြီလေတောက်လိုက်လို့ ငါ ဒီမှာအမေလာလိုက်စမ်း တိုင်းတိုင်းတော့တာမင်းအောင် အတော် စိတ်ပြောတာ အတော်ကြီး ဆက်ရှိတယ်ငါ စိတ်ကိုထိန်းတာတော်တောင်စိတ်ကိုထိန်းတာ တိုင်း သွားတော့ ဟိုတာစိတ် ဒါပြောင်းဝင်တော့မယ်သွားတော့ သွားတော့မလား ကွာတော့ကွာ ဟေး ဟိုကြုံကြီးပါ ဟေးဟေးဒါဒီဖိုက်တာဟေးအာဆိုင်ချနေပြီနော်ဖိုက်တာဆိုပလင်းနဲ့ထည့်ရေဒီကျွေးလိုက်ပါဟေး ဒီဒီမကြိုက်ဘူးအရက်ပဲကြိုက်တာ အာညီလေးဒီကိုထိပါညီလေးအမထိနိုင်ဘူးဗျာဖြည်းဖြည်းပြောပါညီလေးသူလည်းတောက်ထားတာဆိုတော့မူးနေပါဘူးစိတ်လိုက်မှာမလုပ်ပါနဲ့ ပြန်ငါတူလေးကဘာပေါင်ချင်းလို့တော့ ဦးလေး ဟဲ့ ဦးလေးရလေဗျာဦးလေးရှိကိုလာတိုင်းတစ်ထစ်ချပေါင်မယ်လို့ယုံကြည်နေတာလား မသိဘူးလေမင်းရုပ်ကပေါင်မဲရုပ်ကြီးကို ဟာခိမ့်ပါငါညီရဲ့ဒီနေ့တနေ့လေဒေါသကုံမအိုးတွေညိုက်ပဲဦးလေးတို့တွေ့မဟာအခွင့်အရေးကိုယူလာတာဗျာ အေးဘာလို့ ဟင်အဲ့ဒါတမြင်ဘူးတယ်နော်တနေရာမှာကောင်းကောင်းမြင်ဘူးလေ ဟေး ဟာတမမရှူရှူကိုကြီး ဟေးအောင် ဟဲ့ကောင်မင်းဘာလို့ဆောက်တော့ဟဲ့ဩ မထော်တနန်းနေနဲ့ ဟဲ့ငါသား ဖေပြော ဒီဟိုကငါတနေရာမှာမြင်ဘူးသလိုပဲနော် ဟာလားဖေဦးလေး ဟေး ဦးလေးနည်းနည်းအိုးမုံနော် ဟုတ်လား အဲ့အိုးဟာတရုတ်ပြည်ကဦးတီဘွားကိုလိုက်မြန်မာဘရင်ကိုလက်ဆောင်ပေးခဲ့တာဟောခုခေတ်တန်မိုးနဲ့ဆိုမနေဘူးနော်ဦးလေး ဘာဖြစ်တာကဲ ဟေးဟာ တဲလေးဦးလောက်မလှဘူး အာဦးလေးဘာပြောနေရလဲအဲ့ဒါကန်ဝင်းအိုးဟော ခါတော့ဝေးဦးဟဲ့ ဟိုမင်းသမီးကန်ဝင်းအိုးတဲ့ ဟုတ်လားဟာ
မင်းသမီးကန်တွေအော်ခေါင်းကလည်းကန်နေဘူးလို့ အာဦးလေးဟာစေမော်ကြီးမှာတော့ဘာလျှောက်ပြောနေလဲ ဟောတတဘွားဘွားနာမည်ကဂနဝင်မဟုတ်ပါဘူးဒေါ်စိန်တုတ်ပါ အဲ့ကောင်တမော အဲ့ဒါတတဘွားဘွားရလားမသိဘူးနော် ဘယ်ကောင်မင်း အလုံးပြီးတော့မယ်လား သာသာမင်းကခုနနေရာပေးထောင်ပေးမယ် အဲ့ဒါယူလိုက်ကြည့်ရလေအဲ့အိုးကြီးကအတော်တန်လောက်တယ်အဲ့အိုးကြီးရောင်းပြီးတော့ကိုကိုနဲ့တဲလေးနဲ့တရုတ်ပြည်မှာမင်္ဂလာဆောင်ကြမယ် ဦးလေး သူကလည်းအိုးစစ်ဆိုလုံး ပြောဘယ်လောက်ပေးမှလဲပြောဒီမှာကွာ အေး ဒီဟာအဖေဟိုပိတ်တာချင်းနဲ့ရောင်းစားတာအဲ့လိုမတန်ဘူးဖေရဲ့ ဒီကောင်ဘယ်လောက်တောင်းလို့ ဘယ်လောက်တောင်းတာတိတ်တရာ အာမင်းကလည်းကွာ တိတ်50ဗျာ အာမင်းကလည်းကွာ တဖြည်းဖြည်းနဲ့နဲလာ2သိန်းတော့ပေး2သိန်းတော့ပေးဗျာဟဲ့ စဉ်းစားအောင်မယ် 2သိန်းတော့မရဘူးကွာ စဉ်းစားအောင်မယ်ဖေကတော့ သားပြောလိုက်တော့မယ်ဖေ ပြောလိုက်ကွာ 2သိန်းနဲ့တော့မရဘူးဘယ်လောက်ပေးမင်းဟာကနော်မလို့ကွာ9000ပေးမယ်3လတွင်ပြန်လာရွေးမရွေးလို့ရှိရင်တော့နော်အစုံပဲဟမ်9000တော့မလုံးနဲ့လေဗျာအိုးဟုတ်ခဏလေးဟိုကျုပ်အိမ်မှာဟိုပေါင်စရာတစ်ခုခုရှိသေးလားမသိဘူးတွားကြည့်လိုက်မယ်ဟိုတကယ်လို့အဲ့ဒါနဲ့ပါလာရင်တော့2သိန်းလောက်တော့ပေးဗျာ အဲကြည့်ပါပစ္စည်းကြည့်မယ်လေ ရိုက်ချင်းနေပြီ အာဟဲ့မင်းကလည်းကွာဒီအိုးတခါတည်းဈေးဖြတ်ပြီးဝယ်လိုက်တာမဟုတ်ဘူး အေးလေကိုသားဆိုရယ်မွေးစားသားလားမသိဘူးညံရည်ကလည်းကွာပါ အဲ့ဒါအဖေသိခါကြဟမ် ဒီကလည်းဘာသေးလို့လဲဒီကောင်ရုပ်ကိုကြည့်ထား3လအတွင်းလာပြန်ရွေးမယ်ဆိုရင်တော့ဇက်ဖြတ်ခန့်တယ် ဟုတ်လား ဟုတ်တယ် ဟောငါသား အဲ့ဒါလည်းဟုတ်တာပဲကိုသားလေကိုနဲ့တူလို့လားမသိဘူးကွက်မြည် ချက်ချင်း အဲ့ဦးလေးရလေအခွက်မြင်တယ်ဟိုဘလက်ကလားအခွက်ယူမြင်တာ ဟာလာ ဘယ်ကောင်မင်းကလည်းဒီဘလက်ကာလာကိုမတက်ဘူးဘလက်ကရကွာဟာလာပြန်ပြီဟေးငါတို့အပေါင်းဆိုင် တတဝါရဲ့ကျမ်းမာပါစေချမ်းသာပါစေ စိတ်ကိုလျှော့ထားကြော်ထက်အောင်စိတ်ကိုလျှော့ထားစိတ်ကိုထိန်းထား ရှင်းကိုကြီးအော် sorry ဘာလာပေါင်တာလဲ ဒါလေ လူပေါင်လဲရတယ်နော် ဟေးကောင် စိတ်ကိုလျှော့ထား ဟေးကောင် စိတ်ကိုလျှော့ထား ဟေးကောင်ဒီကိုလာဦးမင်းက300နှစ်နဲ့ညှိနေ အဖေတော်ကြီးကလူတတ်မှုကြီး လာ ဘာကြီးလဲ300နဲ့တဲ့လေးကြောက်တယ်ငါပါရောက်ကုန်ပြီ ဒါလည်းကွာ ဟိုကျမကလေဟိုဘာမှလာပေါင်းတာမဟုတ်ပါဘူး ညောင်7ဝင်ပြီးပြန်လာတာ မနေ့ကမဆိုမှပါလို့ဟိုတကယ်တော့ကျမအချားမြင်ဆရာမတယောက်ပါ ဒီပြလက် ချားမြင် နှစ်ပေါင်းများစွာတောထဲမှာကြင်ကြံအားထုတ်လာရင်းနဲ့မှ ဟာတော်ထဲမှာခြင်ကိုက်ရုပ်မျိုးပြန်လာဟုတ်တယ် ဟဲ့ဒီကောင်လေးကတော့မဟုတ်ကရေပြောလို့နော်အထက်ကနတ်တွေဒဏ်ခတ်တာနေမမှတ်သေးဘူးလား ချက်ကန ဟုတ်တယ်တရားတိရှိရပေါ့မှာဩမဟုတ်ပါဘူးဒီထက်ကြီးရဲ့နည်းနည်းတွေးမှာမင်းကိုဒဏ်ခတ်ခိုင်းရမယ်ဟွန်း ဟောတန်ခတ်မယ်တဲ့ ဟာမမရဲ့နဲ့နဲ့တွေးကျင်တာဗျဖုံးဆက်လိုက်တာမဟုတ်နတ်ကြီးနတ်လက်နတ်သေးနတ်ဆိုင်မှာပေါ်လို့ ဒီကောင်လေးတော့ ဘယ်နားမှာတော့ ဘေးနောင်ဈေးထဲမှာလေ ဒီကောင်တော့ကွာမေးပါမေးပစပ်ပိတ်ထားစမ်း လေးလိုဝေးလိုနဲ့ကျမကြီးဆက်ဟောကျမကြီးပူတော့မပူနဲ့နော် ဟိုတကယ်တော့ကျမဒီနားကနေဖြတ်သွားလာတဲ့အခါမှာအလွန်မှစွမ်းအားကြီးတကိုးကြီးတဲ့လိုင်းတစ်ခုကလာရိုက်ခတ်လို့ကျမဒီကိုဝင်လာခဲ့တာ အဲ့ဒီရန်ကလေစီးလို့ရဟိုပင်လေထဲရလို့ဟဲ့လား ဟဲ့ဒီကောင်လေးတော့နော်ငါအထက်ကနတ်တွေနဲ့နင့်ကိုတိုင်တော့မှာဥပေက္ခပြုတ်ထားလိုက်မလို့ပါပဲဟောတွေ့ပြီဒီအိုးပဲဟိုအကိုဟိုဒီအိုးကိုလေခဏလောက်ထိလို့ရလားယင် အေးဟေးမင်းက မဟုတ်ပါဘူးတောင်းမှမှာရဲ့ မင်းကငါသားလို့မပြောအောင် အာယုံခံကြည့်ချင်တာ ခန့်ကျမလေးခန့် ခံစမခံ
ကျင်းသေးပြီဒီအိုးပဲဒါရှေးဟောင်းကံမရပစ္စည်းပဲ အဖေမင်းသမီးရဲ့ခံတွင်ရဲ့အိုးမုတ်ဖူးတဲ့ခံမရအောင်မင်းသမီးလည်းလိုက်ရင် ဘေးကယူကြောင်ခဏနေသားမအောင်ဆက်ပြီးဟောပါဆရာမကြီးရဲ့ ရှင်တို့ဒီအိုးတွေကိုလေရေစင်ထက်တော့ကြရလိမ့်မယ် ဒီစင်ထဲတော့ အောက်ချက်ထားလိုက်အောင် ဟုတ်ကဲ့ ကျမလေးမ အဲ့ဒီခါကျရင်ရှင်တို့ဘဝမှာတစ်ခါမှမကြုံဘူးတာကြုံလာလိမ့်မယ် ဟေးကြုံရမယ် ကဲဆရာမကလည်းဟိမဝင်တာအထိပြန်ရမှာဆိုတော့သွားလိုက်ပါအောင်မယ်ကွယ် ကျောင်းပါပြီ ဟေး တော့လန့်လိုက်တာရာ ရေစင်ထက်တော့ကြဖို့မပေးနဲ့နော်မင်းတို့အတွက်ပြောတာ ဟုတ်ပါပြီ ပြောသွားတယ်လေဟိမဝင်တာဆိုတာဒီနားမှာ ဒါလည်း ဟာဦးရရတယ်ဟိမဝင်တာဆိုတာဟိုပန်းလိုက်အိမ်ကကြော်နားလေးကလှိုင်တာနားမှာရှိရဲ့အောက်ခင်မီးရုပ်ရှင်အိမ်နားလေးမှာလေလူကြီးတွေပြီးတော်လေးတော့မသိဘူး ဟေး စွမ်းနေရအောင်ဆိုလို့ရှိရင်တော့ဒီဟာကိုရေထဲတောက် ရေထဲတောက်လိုက် သွားတယ်ခလား ဟုတ်တယ်ရေထဲတောက်တော့ကြဟိုပိုင်ရှင်လာရွေးဝိုင်းတို့ကိုကဖြစ်မယ်လို့ဟိုမကျုပ်လေးဖောက်တော့နေ ဟေး ဟေး အကိစ္စခဏထား ဟာဗျာ ဒါတို့ရေထဲတောက်တယ်သူဖောက်ပြီးတာတောက်ပြီးတာကိစ္စမရှိ ရေထဲ ရေထဲတယ်လို့ပဲသဘောထားလိုက်ပါစေဒါသဘောရပါဘူးဟေး ဟေး အဖေကလေလူကြီးဆိုတော့အဖေရင်သား ငါသားရင်တော့အဖေသိတယ် အဘာကြီးပြီးရောနေရတယ်လို့ဖေးသားလို့ ဒီမှာကွာအစွမ်းရ စွမ်းနေရ အေးတော့ငါသားလေးတော့ငါသားလေးလည်းအစွမ်းရဖေးလည်းအစွမ်းဖက်က မမရင်တောက်မတာအမမတာ အော်မပြီးတော့ဘူး အမပဲတောက် တိတ်လိုက်ပြီရပြီ တောက်လိုက်ပါ မျက်နှာလေးချိုးနေပေါက်ခံဒီမှာမျက်နှာလေးချိုးနာအော်သူလေးတော့ပါ အိုမနဆောဆော ဒါ ဟာအဖေ ဟေး အရေးမကြည့်ဘူး ဟိုကောင်ကျုပ်လေ ဟိုစွမ်းနေတော့ရမရတော့မသိဘူးတော့နော် ကိုဟိုဒီအိုးလေးကိုလေရေစင်ထဲတောက်ပြီးတော့သိလေးတို့အစွမ်းနေရလိုက်မင်္ဂလာဆောင်ရအောင် ဟိုအေး အစွမ်းနေရပြီးတော့လေပါရင်းကြလို့ကလေးလေးမွေးလာမှာ ပါရင်းကြလို့ကလေးမျိုးဟေးဘာဖြစ်လဲ အခုတော့မှနည်းနည်းအစွမ်းပြကျင်လားမသိဘူး ဟောပြပြီ အိတ်ကပြန်လိုက်အောင် ပြန်လက်စားတယ်လေဒီပါတိဝါဆက်လေးချုပ်ပေးခဲ့ပါလားလို့ အချော မချွေတော့ မမေမချုံပါဆက်လိုက်မချုံပါနဲ့ကြည့်မကောင်းလို့ပါ ချွတ်ချင်နေပြီ ကြည့်မကောင်းလို့ပါ ဖေကတားလို့နော်ခွဲလို့ပေးလိုက်မယ်သွားတော့ရပြီ ကိုတားလို့ ပြီးရော ချစ်ချလိုက် မချုံပါ ပြီးရောဟာဖေခုနသားတို့ပြဿနာကိုတော့ဝတ်တပြက်နဲ့ခဏထားလိုက် အေး အခုဒီကောင်ကျဲဥတွေတောက်တာဘယ်လိုလုပ်အောင် ဟဲ့ကောင် ဟာကြောင့်မထူးပဲ ဟဲ့ ဒီကောင်ဆော့ဆော့နေတဲ့ကြက်ပေါက်ကလေးတားတွေ့တာ အေး နော်ထုတ်ပေးတဲ့မင်း ဟောမရုပ်ပါရဲ့ဦးရမရုပ်ပါမရုပ်ပါဦးရမုတ်ရရောပရွေမုတ် အာယောနာကွာဘိုင်ရိုင်းတာငါ မရုပ်ပါ ငါလုံးလိုက် တစ်ပြန်ဝယ်ပေးမယ် လုံးလိုက်မင်း တစ်ပြန်ဝယ်ပေးမယ် ငွေတဲ့လာရလမ်းတိုင်းရောက်သွား မရုပ် ပဲ ပါယူရမရုပ်ပါဦးရရောယူကြီးပြီးစကားကြည့်နော် အေး လူကြီးပြပြီးကြည်ဟာမကြည်ချပင်းလေးပြီးချိုးချိုးပါလေညာ ဘိုးတူရမှာလို့ဟာဒီကောင်တော့ ဟဲ့ ကိုကြီးရေကိုလေးရေလို့ဟိုကျမလေးကျမဘယ်လက်ကြီးရောပျော်ရွှင်စွာနဲ့ပြင်လာပါပြီလို့ ဒိတ်ပြီးပြန်လာပြောတယ်ပေါ့ပင်မလာမယ်ထင်လား ပြောတတ်ပါဦးရှင်ဟိုကျမရဲ့တန်ဖိုးအကြီးဆုံးဟာကြီးရော တော့မပေး အဲ့ လိုက် ဟာကြီးပဲရောက်သွား မပေးလိုက် အဲ့ဒါလာရွေးတာလို့ ဟုတ်လား ဟုတ် ပြန်ပေးရမှာ ဟဲ့တော့တလေးဘယ်လိုဖြစ်တာလဲတော့ဟိုအကောင်ကြီးတော့ပေါက်နေတာပါလားဘယ်လိုဖြစ်တာလဲဟဲဒုက္ခပါပဲဒီချက်ကလေးကဒူးဆန်းဖြစ်နေပြီတော့အဲ့ကိစ္စရှင်းအောင်ဒါကျမချက်ဟုတ်တယ်လို့မဟုတ်တယ်လို့ပြီးတော့လေဒါလေးဟိုကျမချက်
အိုးကအိုးတလို့လို့အိုးတလို့လို့နဲ့အဲ့ဒီကိစ္စကိုရှင်းမေးပါအောင်ရှင်အဲ့ကိစ္စရှင်းမေးပါအောင်ဒီမှာရှင်တို့တာဖာနှစ်ယောက်နော်ဟိုကျမရဲ့ချက်ကလေးကိုလေဟိုအောက်လမ်းပညာနဲ့ရှင်တို့ပြုစားထားကြတာလားယင်အာပြောပြအောင်အဲ့ဒါချက်ကအဲ့ဒါ ဘေးပါစပိတ်ထား ဒီမှာကြည့်ဟမ်ဒီမှာကြည့်ဟိုမှာကြည့်ဟဲဒီမှာကြည့် လက်တယ်လေးပါလေလက်တယ် ဒီမှာလက်တယ် ဒီမှာလက်တယ် အဲ့ဒါဟောပါလေ ဒီမှာ အော်ချက်ကသူ့လိုရဲ့ ဒါလဲလို့တော့ရတယ်တစ်ပတ်ပြည့်လို့မရဘူး ဒုက္ခပဲဟိုဘယ်လိုလုပ်အောင်မသိဘူးဒီချက်ကလေကျမရဲ့ချက်ဟုတ်တယ်လို့မဟုတ်တယ်လို့ ဟုတ်ပါလေမမဆောင်းရဲ့ကြက်ပါပဲမမဆောင်းရဲ့ကြက်က6လလွယ်10လဘွားဥဒလိုလို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 ဆိုတော့ တော်တော့ ယူသွားလို့ရပြီလို့ ဟိုထူးဆန်းနေလို့ပါဘယ်လိုလုပ်အောင်မသိတော့ဘူး မမဆောင်းလို့ပဲသူလည်းထူးဆန်းတာပေါ့လို့ ဟိုအဲ့ဒါဆိုလို့ရှိရင်ကျမလည်းယုံတယ်လို့မယုံတယ်လို့နဲ့လေသွားလိုက်ပါဦးမယ်ရှင် ယူသွားလိုက်တော့ ကြည့်ရကျမကိုဂျင်းထဲဝါလားမသိပါဘူး ဂျင်းမထဲပါဘူးဂျင်းမထဲပါဘူးဒီမှာနေနော်ဂျင်းမထဲဘူးဥထဲတာ အစားတယ်အဲ့ဒီချက်ကြီးကို ဟေးဟိုကောင်းပြန်လာပြီဟိုကောင်းပြန်လာပြီ နော်ဘာလို့ ဒီနော်ဟေးနေနော်မတက်ကိုရှားနေရမယ်ဟေးဒါမင်းပေါင်ဖို့ကျူလာတာလူနော်ရာဇဝတ်မှုမြောက်တယ်နော်ဟေးဒါလူမလားနေနေနော် ဟဲ့ကောင်ဒါမိန်းကလေးဖြစ်မနော် ဦးလေးဟိုခုဒီကန်တော့ပစ္စည်းနဲ့ဆိုရင်တော့နှစ်သိန်းလောက်တော့ပေးတော့လေဗျာဟေး ငါကြီးရဲမယ် ရပြီပေး ဟဲ့ကောင်မေခုနလာပေါင်တဲ့ပစ္စည်းอ่ะတက်မဲ့ဖြစ်တဲ့အတွက် ပြန်ယူ အကောင်းပကတိပြန်ရနိုင်တယ် ဟုတ်တယ်ဟုတ်လားဟုတ်တယ် ဒါကတက်ရှိဖြစ်တဲ့အတွက်ကွေးတော့လက်မဆန့်ခင်စန့်တော့လက်မကွေး ဦးလေး ဘာလို့ ဘလို့မကြောက်သေးဗျာဒီတိုင်းတော့ပြန်ပေးရမှာပေါ့ ဒီတိုင်းပြန်မရဘူးကွာ ဒါလေကျွန်တော်ရဲ့ဟိုဟင်း ဟာပကလာပြန်ဟာနေခင်ဗျားတို့ကလည်းဗျာဟိုအုတ်ထားတဲ့ဟိုဟာတွေလည်းချွတ်ပြစ်တယ်မျက်နှာကိုလည်းချွတ်ဖို့ကြိုးစားနေချမ်းတော်ပြီဗျာလက်ထက်ကတရုတ်ကြီးစီပဲသွားမှာပါမယ်တော်ပြီဟင်းဘယ်ကဆို ငါအဲ့ဒါကတ်ခိုင်းတာမဟုတ်ဘူးကွာမင်းတို့ကလည်းကွာမမတွေမတော်တော့ရှုံတာပဲ မောင်မောင်ချီရတယ်မောင်ဒီမမောင်ကဲပါအောင်မောင်ရေမမောင်ကဲပါအောင်ဒီကောင်လေးဒီကောင်မမောင်အတင်းဖင်းချုပ်ပြီးခေါ်လာတာ ဟေးလားရာဇဝတ်မှုမြောက်တယ်ကွာဟုတ်ပြီဟေး ဟေး ခုချက်ချင်းရဲစခန်းကိုပုံစံပြန်ဆုံးချက် ဒီပိုင်ဆက်ဆောင် ဆက်ပါနဲ့မောင်လေးမဆက်ပါနဲ့နော်မောင်ကလေးလည်းမဆက်နဲ့နော် မဆက်ရဘူးလား အချင်းနေလွဲနေပြီမောင်ရေအဲ့လိုတော့လေအဲ့လိုတော့လုပ်တင်ပါဘူး तू ကလေ तू ကမမရဲ့တဲ့ဦးဒီတော့တာ ဘာဖြစ်တာလဲမမပြောတော့မမရဲ့ရှင်ထဲမှာဟောရီယာဘောင်ပေါက်တယောက်တည်းရှိတာဆို ဟုတ်တယ်ဒီလို အခုကြတော့ဟာကွာပါတယ်ငါမရှင်ခွင့်နဲ့ငါနေရဘာဖြစ်လို့လဲ ဟိုတောင်းပန်ပါရမောင်ရေမမတောင်းပန်ပါရဟိုမမမုန်းလိုက်ပါနဲ့နော်မမရှင်နေပါလေမမရှင်နေမှာမောင်ပဲလို့ အမေပေါ့ ဩ ဒါချောင်းခွလို့လဲလေဟိုမမနဲ့မောင်နဲ့တိတ်တိတ်ကလေးလက်ထပ်ခဲ့တာပေါ့လို့ ဘာအမေဟာအမေကဒီလူနဲ့လက်ထပ်ထားတာဟာဒါဆိုရင်ဒီလူကအမေယောက်ျားပေါ့ ဟုတ်တယ်လी ဟာဒါဆိုဒီမန်ကြောင်ကကျွန်တော်ရဲ့အမေဟာ တားဖားနေရလေအရွယ်တူတူပဲကျမကိုယ်တိုင်စော့တယ် ဟေးငါဆိုင်လိုက်အောင်ပဲငါဆိုင်ချင်နေရနော်ဟာဒါတမိုင်းနဲ့ချီတဲ့ရာဇဝင်ဖြစ်သွားပြီဟာငါဆိုင်ချင်နေပြီနော် အာမင်းကစကားအားတွေရိုက်ချင်တာဆိုတာကြီးပဲဟဲ့ငါအသက်ကြီးသွားလို့နော်ဟုတ်ပြီမင်းရလောက်ဆိုမင်းမလွယ်ဘူးပဲငါစိတ်နဲ့ဟမ် အမလေးမောင်ဖေဖေရဲ့သူရိုက်ချင်တယ်လို့ပြောတာလေဖေးရိုက်တာကိုပြောတာရှင့် ဖဲရိုက်ချင်နေတာ မလေးလူမပြောနဲ့မလေးသူ့လက်ကိုက်နေတဲ့ခွေးတောင်ပါလေရိုက်ရဲတဲ့တောင်ပေါ့ဘူး မေမင်းနော်
လေးဘယ်ကနေရှိတာလဲ ဘာဖြစ်လဲ โอ้ဒီရောဒီငါတို့ဆက်ဒီကွဲကိုမဆက်လိုက်တော့ မမဘာဆက်ပွဲကြစီလဲမမရဲ့အချက်ကိုမောင်မောင်တက်နဲ့လဲပြီးတော့ကာကွယ်ပေးမယ် no ပြောလို့မရတော့ ဒီခုလိုက်တော့ ဟေးမေဆက်စရာကြီးစင်မောင်ကြီးမမေးရလဲမမေတော့မမရှင်ထဲမှာမျိုးတိတ်ထားတဲ့အကုန်မောင်မောင်ကိုပြောဟောဒီကမောင်မောင်ကိုပြောမေပြောလိုက်မေကိုကျွန်တော်အမေလုံးခေါ်တော့နော်အမေဟုတ်နော်မေ အော် လာပြန်ပြီ ဒီအချက်ကလေးရလေဟိုကျမချက်ကလေးချင်းသေးလားလို့အဲ့ဒါကျမလာမေးတာပါ နေအောင်နေအောင်မငါပြောမယ် ရန်နေစောတယ်ပြော မ ပြော အကုန်လုံးလေးမပုံချပြီမ မေမအားလို့မရအောင်တော့ဆက်ပြောဒီအကိစ္စ နေသားမ မအရှမ်းနေစိတ်ကြလာပြီမ နေသားမဒီခန္ဓာဝင်ဩဟာဒီခန္ဓာဝင်ဩဟာရာဇဝင်ကြီးရဆိုတော့ဘာဖြစ်လို့ဆက်တာဘာဖြစ်ရတာတော့ဘာလို့ဆက်ရတာတော့ ဟုတ်တတာတီးတယ်အဲ့ဒါတတာ ဟေးအောင် တော်တီး ဟိုပါလေမဟိုလေသားလေးတောင်းတယ်လေနှစ်သိန်းကိုလေသေးလိုက်ပါနော်မဟိုလေမမနဲ့မောင်နဲ့လေကြီးကျယ်ခန်းနာနာမင်္ဂလာဆောင်ပြရခါကြရင်လက်ဖွဲ့တွေကအများကြီးရပါလိမ့်နော် ပြဆက်စရာကြီး မောင်ပြန်ပေးပါမယ်နော်မောင် โอเคအမေနည်းနည်းတိတ်ကတဲဦးနော်အမေစင်မော်ကြီးပါနော်ဆက်စရာကြီးအရန်ခုန်နေရမမောင်ခဏခဏချက်ပဲမမ ချိန်နေချိန် ဟာ လာလေတော့ ရဩတခါလည်းပြောလိုက်ပါလားကွာမင်းကရှည်လိုက်တာ အဲ့ဒါမော်တော်တကြားလုံး မော်တော်ပီကဲ ဘာပြီးခဲ့ပါမဟုတ်ဘူး ဒီနေ့ပြန်တော်မြောက်နေလားမသိဘူး ဒါကတော့ပြန်ရပြီလေအဲ့ဒါကိုဆွဲထုတ်တော့အရှိကြီးဖြစ်ရမှာအတွင်းရမရှိတော့ဘူးကျိုးအတွင်းရတွေကိုခိုးထားမလားခင်ဗျားတို့သားဖာနေအောင် ဟောလာပြန်ပြီဒီကောင်ကတမျိုး ငကနိုင်တာတဲ့တတာဟာရောက်တာမရှိဘူးလက်တန်းကိုကြွားတာ ဆောက်ရပြောလို့ကွာ မေးပါသိလို့နဲ့ငါဒါဆွဲထုတ်လိုက်အရှိကြီးနော် ဩ ဒါမိတ်လား ဆွဲထုတ်ဘူး သွမ်းနေရချင်တယ်ပေါ့ သူ့ပုံပြီ ဝူတန်ကိုင်းကညီလေး ဘာမှပြန်ပေါင်တာလဲကွာ ခဏလေးပါခဏလေးလို့ကျွန်တော်ခုနတခုံးလောက်ပြောဖို့ကြံခဲ့လို့ ဘာလဲ ဂျေစုပြုပြီးမီလေးခဏလောက်ပေးပေးပါ ဟာရောက်ဟဲ့ရောက်ငါအလုံးကြီးကွာ ပိတ်ရှင်မယ်ပိတ်ရှင်နေဗျာဒီမှာဒီဘောင်းမီတိုလေး ဘယ်လောက်လဲ 2 သိန်းခွဲရှိတယ် အာ ဒါတော့ပေါင်လို့ရလားလို့ ရောက်ဘာလို့ရှုပ်တာသွား အောက်မှာတစ်ထပ်ကြံသေးရဲ့ သွားမကြည့်ချင်ဘူး ရန်ထိပ်ဘေရုံးဆိုင်မှာကြိုက်ရယူ1500ဒီမှာရပြီ2သိန်းနဲ့ ဟေးရောက်မင်းပစောက်ပိတ်လိုက်တော့ငါရိုက်ချင်နေပြီနော်နှစ်သိမ့်ပေးတော့ဗျာဟာရဟာစိတ်ပြီးတော့ဒီလေးတော့မယ်နော် ပြလိုက်နော် ပြီးမှပေးရမှာအော်ပြီးရောမမပေးရ ငါတဲလေးဟုတ်တာတဲဘာသာကြီးလားတဲလေးမေးအကွာ သေးလေးရှစ်တယ်ချက်ကလေးလား အဖေ ဘာလဲလား အမေကစိန်နောက်ကကြည်နေတယ်နော် ကြီးမကလေးလို့လေ ကွတ်တဲ့တောင်ညကိုသေးလေးကြောက်တယ် ဩတဲလေးဘာကြောက်စရာရှိလဲတဲလေးရဲ့ ကိုအန်းနဲ့ပါတိတ်ကလေဟိုဘက်ရက်ကွက်ကအစိတ်တောက်သေးသွားတယ်မတိအေးရဲ့ပါတိတ်တဲ့ ဟာ သေးလေးကတရေကြောက်တယ်ပြီးတော့အဲ့မတိအေးနဲ့သေးလေးနဲ့လည်းမတည့်ဘူး ဟိုတဲနဲ့လည်းမတည့်ဘူး ဟုတ်တယ် ခင်ဗျားတို့ကမဟုတ်တော့ဘူးနော်ကျုပ်ဒေါ်တာထွက်လာပြီနော် ထွက်လာပြီလား ခင်ဗျားပေးတော့လေအဲ့တဲ့သိန်းကဘာလုပ်နေရတော့ ပေးလိုက်လေအဲ့နဲ့တဲရလည်းပေးဖို့မင်းမေးနော် ပေးတော့ အေးစည်းတိုင်ရမယ်နည်းပေးရ စီးကြရင်ကိုစီးသူအောင်ပြန်ပေးရမှာပြီးတော့ပြေးလို့လားပြေးတယ်ပြီးတော့သွားလို့မရတယ်ဟာဟေးမမခုနမောင်တို့လက်ထပ်ပြီးငွေတွေပြန်ရမှာတင်းနေတယ်နော် ကျင်းနေတာပေါ့မောင်ရဲ့ကျင်းနေတာပေါ့ ပြီးတော့ ငွေတွေကလေလက်ဖက်ငွေတွေကလေအများကြီးရမှာနော် ကိုအဲ့လိုလက်ထပ်မယ်ဆိုရင်လေသဲ
လီတို့ရင်လက်ထက်ရအောင်ကိုကိုအကြီးလေအလက်မကြော်ချင်း ဒါပေါ့အလှည့်မကြောအောင်ဟာဒီချက်ကပြန်လာပြန်ပြီ ဘုရားတို့စောင်းသလိုမစောင်းသလိုလောက်ကြလို့ အစိုးရလက်တမဆိုင်ပို့လိုက်ရမှာ ငါရဲ့ချက်ဒီတာဟုတ်သလိုမဟုတ်သလိုလို့ဖြစ်နေတယ်လို့အဲ့ဒီကိစ္စရှင်းပေးပါဦးကျမချက်ကလေကျမချက်ဟုတ်သလိုမဟုတ်သလိုဖြစ်နေတယ် စတော့ ဒီချက်ကြီးကိုရှင်းကြပါဦးဗျာ အတွေ့အရအောင်လုပ်ပေးရအောင်လို့ ရောတရားတော့ရမှာချက်ချင်းမင်းသားမှာရှေးလာမှာ သိကြလား သေးကြတယ် တို့ပြောတဲ့အတိုင်းပဲရှေးလာမှာ ဒါမလားဒါနော်ဒါ တောက်ပြီ တော့ ဟဲ့ငါရင်တော့ပါလေဟိုဆွားရတယ်ရှိလို့ရှိငါမှလည်းတော့နေပြန်ပြီငါရဲ့ချက်ကြီးငါရဲ့ချက်ကြီး ဟဲ့ကောင် အဲ့လောက်ကြီးရှာမကောင်းပါဘူး ငါရဲ့ချက်လေဟိုကတော့နဲ့ခါပြေးချင်ပြီးတော့မှာတော့ဟိုအဲ့ဒါလေ အာဘာတွေပြနေရလဲဟာခမရတို့အမေတို့လောက်တာနဲ့ကြောက်ပြောလိုက်ချင်ပြီနော်ချက်ချက်ပို့ခေါ်အာတော်ပြခမရပြပတ်စံပြေတာမပြေတာမသိဘူးသွားတော့မယ် အော်ကြောင်သေးတယ် ဆရာမလေး ဆရာမကြီးလောက်ပါ ဆရာမလေး မင်းတို့ကိုကယ်ဖို့ငါရောက်လာပြီ ကျေးဇူးတင်ပါတယ် ဟောမီတော့ခေါ်ဆရာမလေး ရမင်းတို့တွေငါပြောတဲ့အစွမ်းတွေအကုန်လုံးရကြပြီလား ပါကြပါပြီယာ အဲ့ဒီအစွမ်းတွေကိုပြောတာမဟုတ်ဘူးလူသားတွေရဲ့အဲ့ဒီအစွမ်းတွေဆိုတာထိုက်တဲ့သူမှရတာနော် အားလုံး ဆရာမလေးရနေပြီယူပါချင်တော့ရတယ် ဟောသူရတယ် အဲ့ဒီအိုးကမနက်ကဘန်ကောက်ပြန် ရှင်းထွက်လာတော့မှတစ်စက်တက်တုံးနေပြီဒီမှာ ဒီမှာအနောက်မှာရိုက်နေမယ် တောင်းပန်ပါတယ်အရှင်ဖေမလိမ်မိုးမလိမ်ပါလေးမို့လို့ခွန့်လွတ်ပါမင်းတို့တွေအဲ့ဒီအစွမ်းကိုရတဲ့အခါမင်းတို့တွေရဲ့ဘဝမှာမကြုံဘူးတာတွေလည်းကြုံရလိမ့်မယ်မကြားဘူးတာတွေလည်းကြားရလိမ့်မယ်ကဲအိုးအစွမ်းနဲ့ထွက်အခုချက်ထွက် ထွက်ပြန် ဟုတ်ပြီလား ဟုတ်ကောင်ဘာတော့ရှုပ်ဦးမှာတော့ဟုတ်ကောင် ဦးရေ ဟေး ဦးရေ ဟေးဟေး တရားကြည့်ကြည့်ဦး အေး ဒီမာကြီးကိုကြည့်ရယူနေတယ်လို့ပဲ ဟုတ်တယ်သူ့ကြည့်ရလေဟိုယူသလိုလို့မယူသလိုနဲ့ယူနေတာလားမသိဘူး ဘာတွေပြောနေတာလဲ ဟုတ်ကဲ့ဘာဖြစ်နေရလဲ နော်ဟိုငါအဲ့လိုမပြောကြနဲ့ တိတ်ဟေးနေလိုက်တိတ်တော့အာခမရတို့အဲ့အစွမ်းရှိတယ်ဆိုပြီးထဲတောက်နေတဲ့အိုးရလေဘာကြီးလဲ ဘာကြီးတော့ အာဝကြီး ရှင်းအောင်ကနေအိုးမဟုတ်ဘူး ဘာဝကြီးရဲ့ အမေရရှူရှူအိုးကြီး အားလုံးပဲကျွန်တော်တို့ရဲ့ပြဿနာလေးကိုတင်ဆက်မှုကိုကြည့်ရှုအားပေးတဲ့မြန်မာပြည်ပြည်သားပေးတဲ့အားလုံးအေဂျင့်ကျမ်းပါပါစေသောဆုတောင်းရင်နှုတ်ဆက်မင်္ဂလာပြုအပ်ပါတယ်ခင်ဗျာ ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်တို့ဖွယ်သားများအားလုံးအတွက်အမားပိုင်လည်းခွင့်လို့နားလည်းသိခံပေးပါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ အားလုံးပဲဒန်းစင်နဲ့ဖြောပြပေးလိုက်ပါပိတ်ကားပိတ်ကလေးကိုဝါ